အားလုံးပဲမင်္ဂလာပါရှင်ကျွန်မစောငိမ့်အေပါဘဝကို mind လောက်တတ်ဖို့အတွက်တည်ထားတဲ့အချက်6ချက်ဘဝမှာပြဿနာတွေစိတ်ညစ်စရာတွေကြုံရတိုင်းကိုပြန်မေးဘူးလားငါဘာများလွဲမနေရလဲပေါ့တကယ်တော့ကျမတို့ရဲ့အတွေးတွေစကားတွေအပြုအမူတွေကိုအချိန်နဲ့တပြေးညီမထိန်ချုပ်နိုင်တော့ပါပဲဒီဗီဒီယိုမှာကတော့ရှေးပညာရှိတွေရဲ့တွင်တွင်ချစ်တွေကနေဘဝအတွက်အသုံးဝင်ပြီးလက်တွေ့လှုပ်ဆောင်နိုင်တဲ့အချက်6ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီအချက်တွေကိုနားလေတဘောပေါက်ပြီးတော့မှအလေးအကျင့်လုပ်ယူမယ်ဆိုလို့ရှိရင်ဘဝပို့ပြီးတော့မှအရင်ထက်လွယ်ကူချောမွေ့အဆင်ပြေလာမှာအမှန်ပါပဲနံပါတ်1ကတော့ when you are alone mind your thoughts တယောက်တည်းရှိနေတဲ့အချိန်မှာသင်ရဲ့အတွေးတွေကိုဂရုစိုက်ပါကိုတယောက်တည်းရှိတဲ့အချိန်ဟာအတွေးတွေကြီးစိုးနေတတ်ပါတယ်အနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေစိုးရိမ်ပူပန်မှုတွေဟာဒီအချိန်မှာဝင်လာတတ်ပါတယ်သင်ရဲ့အနာဂတ်ကိုသင်တယောက်တည်းဖြစ်နေတဲ့အချိန်တွေကနေပို့ပြီးတော့မှဖန်တီးတာပါကိုတယောက်တည်းဖြစ်နေတဲ့အချိန်မှာအတွေးတွေကိုသတိကပ်နိုင်ဖို့အတွက်ဒီလိုအခြေအနေမှာလက်တွေ့ဘယ်လိုလှုပ်ဆောင်လိုက်မလဲဆိုလို့ရှိရင်မေတ္တာပွားပါကိုလည်းမေတ္တာပွားမလို့တခြားသူတွေနာနာစကြောက်လားနန္ဒတတဝါတွေအားလုံးတပါးသူတွေကိုလည်းမေတ္တာပွားပါမေတ္တာပို့ပါဒီနည်းအားဖြင့်ကိုယ့်ရဲ့အတွေ့တွေကမကောင်းတဲ့အတွေ့တွေကနေကင်းစင်ပြီးတော့မှကုသိုလ်လည်းရရှိစေပါတယ်နောက်ဒုတိယနည်းကကျေးဇူးတင်ကြောင်းစာရေးပါ gratitude practice ပေါ့ကျေးဇူးတင်စရာကိစ္စအနည်းဆုံး3ချက်ပေါ့ဒီနေ့တရက်တာနဲ့ပတ်သက်ပြီးတော့မှဘလို့အကြောင်းအရာတွေပေါ့မှာ I'm grateful for ဆိုပြီးတော့မှဘယ်ကိစ္စတွေကိုကျေးဇူးတင်ပါတယ်ဥပမာလန်ဆန်းတက်ကြစာနိုးထလာတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးပေါ့နော်နောက်တတိယနေ့ကကြပါလဲဆိုလို့ရှိရင်ဒီ breathing exercise ပေါ့ကိုတယောက်ဖြစ်နေတဲ့အချိန်မှာအတွေးဆိုးတွေဝင်လာခဲ့ပြီဆိုလို့ရှိရင် breathing exercise ပေါ့နော် deep breathing တွေလုပ်ဖို့လိုတယ်တွေးဆိုးတွေဝင်လာပြီဆိုလို့ရှိရင်မျက်စိလေးမှိတ်ပြီးတော့မှကိုယ့်ရဲ့အသက်ရှူတဲ့အပေါ်မှာအာရုံစိုက်ပြီးတော့မှရှူသွင်းရှူထုတ်လုပ်နေတဲ့အာယုံအပေါ်မှာပဲအာယုံလေးပြုတ်ပြီးတော့မှအာယုံစိုက်ပြီးတော့မှ9ချိန်ခန့်ရှူသွင်းရှူထုတ်လုပ်ပေးပါဒီလိုအချိန်မှာကိုယ့်ရဲ့အတွေးတွေဟာရှူသွင်းရှူထုတ်အပေါ်မှာပဲအာယုံရှိနေပါလိမ့်မယ်နံပါတ်2ကတော့ when you are with friends mind your thanks တကယ်ချင်းမိတ်ဆွေတွေနဲ့ရှိနေတဲ့အခါမှာသင်ရဲ့ရှာကိုဂရုစိုက်ပါယဉ်နေမှုကြောင့်မို့ဘယ်လိုစကားမျိုးမဆိုကျမတို့ပြောဆိုမိတတ်ကြတယ်ဟာသားအဖြစ်ပြောမိလိုက်တဲ့စကားသခွင့်ဟာဆက်ဆံရေးကိုထိခိုက်သွားစေနိုင်ပါတယ်ကိုက intention ယူရချက်ရှိနေပြောတာတော့မဟုတ်ဘူးကိုရဲ့စိတ်ထဲကနေတတိလေးလွတ်ပြီးတဲ့ကမှာကိုအနေနဲ့ဟာသားပေါ့တစ်ဖက်လူအနေနဲ့ကကြတော့ trauma ကြီးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့စကားပြောဆိုတဲ့အခါမှာအမအယွင်းနဲစေဖို့အတွက်လက်တွေ့လှုပ်ဆောင်နိုင်ဖို့ကတော့စကားပြောဆိုတဲ့အခါတိုင်းမပြောခင်မှာ think think ဆိုတဲ့စကားလုံးလေးကိုသတိရလိုက်ပါ T က true ကိုပြောမဲ့စကားဟာမှန်ကန်ရဲ့လား H ကကြတော့ helpful အကျိုးရှိရဲ့လားနှစ်ဦးနှစ်ဖက်ကောအကျိုးရှိစေရဲ့လားနံပါတ်3 I ကကြပါလဲဆိုရင် inspiring ကိုပြောမဲ့စကားဟာတစ်ဖက်လူကိုစိတ်တက်ကြွစေရဲ့လားပေါ့ကိုပြောလိုက်တဲ့စကားကြောင့်မို့တစ်ဖက်လူကတည်ကျင်စိတ်ကိုပေါက်ရောစိတ်တက်တွေကိုကြာသွားတာပဲဆိုတာမျိုးကိုကျမတို့ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်အန်ကကြတော့ necessary ကိုပြောမဲ့စကားဟာသူ့တက်လိုအပ်ရဲ့လား K ကကြတော့ kind ပြောဆိုတဲ့အခါမှာကျင်နာတဲ့စကားလေးနဲ့ပြောဆိုတတ်ဖို့လိုတယ်ဆိုတော့ကျမတို့ကတစ်ဖက်လူနဲ့စကားပြောဆိုတဲ့အခါမှာမိတ်ဆွေပေါင်းသင်းမဲ့ဖြစ်ဖြစ်မိဘနဲ့တငယ်ချင်းမောင်နှမသားချင်းမဲ့ဖြစ်ဖြစ်ဘယ်သူနဲ့မဆိုပြောဆိုတဲ့အခါမှာအခုပြောခဲ့တဲ့ think ဆိုတဲ့အချက်လက်လေးနဲ့ချိန်ဆကြည့်ပြီးမှပြောဆိုတတ်ပါတယ်နောက်နံပါတ်3ချက်ကိုသွားကြရအောင်နံပါတ်3က when you are angry mind your temper ဒေါသထွက်နေတဲ့အချိန်မှာသင်ရဲ့စိတ်ကိုမယူဆိုင်ပါဒေါသဟာရန်သူထက်ပိုပြီးတော့မှကိုဖြစ်စီတတ်ပါတယ်ဒေါသအရန်ထွက်နေတဲ့အချိန်မှာအသိဉာဏ်စင်ကြင်တုံတရားကင်းမဲ့နေဆုံးချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာကိုပြောလိုက်တဲ့စကားကိုလှုပ်လိုက်တဲ့အမှုရအားလုံးဟာနောင်တရစေမယ်အရာတွေကြီးပါပဲဒီလိုအခြေအနေကိုကင်တွယ်နိုင်ဖို့အတွက်ကတော့ဘလို့လက်တွေ့လှုပ်ဆောင်ပွင့်အဆင်ပြေမလဲဒီလိုအရန်ဒေါသထွက်နေတဲ့အချိန်မှာ
တက်ကနေ30ထိပေါ့နော်ခေါင်းထီနံပါရေတွက်နေဖို့လို့လေဒေါက်တာထွက်လာပြီဆိုတာနဲ့စိတ်ထဲကနေဒီနေ3ဒီလိုမျိုးခေါင်းစိတ်ထဲကနေမှန်းပြီးတော့မှရေတွက်ဖို့လိုအပ်ပါတယ်နောက်တနည်းအားကြတော့လက်ရှိအခြေအနေကနေခဏထွက်ခွာဖို့လိုတယ်ကိုဒေါတာအရန်ဖြစ်နေပြီဆိုရင်ဒီအခြေအနေဒီပတ်ဝန်းကျင်လေးကနေခဏထွက်ခါပြီးတော့မှအပြင်ကိုရေသွားတောက်တာဖြစ်ဖြစ်လေကောင်းလေတန်းသွားထွက်ရှူတာပဲဖြစ်ဖြစ်အဓိကတော့ကိုယ့်ရဲ့ move လေးကိုယ့်ရဲ့ပတ်ဝန်းကျင်လေးကိုချိန်လိုက်ဖို့လိုအပ်ပါတယ်နောက်တနည်းကတော့မိမိကိုယ်ကိုမေးခွန်းထုတ်ပါဒီလိုရန်ဒေါတာအရန်ထွက်နေတဲ့ချိန်မှာဖြစ်နေတဲ့ခံစားမှုနဲ့ပတ်သက်ပြီးတော့မှဟာနောက်တစ်နှစ်ကြာရင်ဒီကိစ္စအတွက်နဲ့ငါဒီလောက်စိတ်ဆိုးနေအောင်မလားဆိုပြီးတော့ကိုမေးခွန်းလေးထုတ်ကြည့်လိုက်ပါတကယ်တော့တစ်နှစ်တောင်မဟုတ်ပါဘူးနောက်တစ်ပတ်နှစ်ပတ်လောက်နေရင်တောင်မှဒီစိတ်ခံစားချက်ကမရှိတော့ပါဘူးအရင်လိုလည်းမပြင်းထန်တော့ပါဘူးနောက်နံပါတ်4ခြေနေကတော့ when you are within a group mind your behavior လူအများနဲ့ရောက်နေတဲ့အခါမှာတင်းရဲ့အပြုအမူကိုဂရုစိုက်ပါလူများထဲမှာကိုယ့်ရဲ့အမူအရာဟာကိုယ့်ရဲ့ brand တစ်ခုလိုပါပဲကိုကြားနေရတဲ့သူတွေမြင်နေရတဲ့သူတိုင်းရဲ့အတွေ့အထဲမှာကိုယ့်ရဲ့ပုံရိပ်ကိုထွန်းထုနေတာဖြစ်ပါတယ်လူအများနဲ့နေတဲ့အချိန်မှာတော့ဘလို့လွတ်တဲ့လှုပ်ဆောင်တင်လဲဆိုလို့ရှိရင်နားထောင်တတ်တဲ့သူဖြစ်အောင်နေပါကိုပြောချင်တာထက်သူများပြောတာကို deep listening နဲ့နားထောင်ပေးပါနောက် body language ကိုယူဆိုင်ပါမျက်လုံးချင်းစုံပြီးတော့မှစကားပြောပါကိုယ့်ရဲ့သူတပားသူပြောတာနားထောင်တဲ့အခါမှာတောင်ကိုယ့်ရဲ့ဟန်ပန်အမှုအရာဒီစိတ်ဝင်စားပွဲဖြစ်နေပါကြောင်းပြသဖို့လိုအပ်ပါတယ်နောက်တနည်းကတော့ကျေးဇူးတင်ပါမှားခဲ့ရင်လည်းတောင်းပန်ဖို့ဝင်မလေးပါနဲ့ခွန်လပါ I'm sorry ဆိုတဲ့စကားလုံးတွေကိုမကြောက်မရွံ့သုံးတတ်တဲ့အကျင့်ဖြစ်အောင်လေ့ကျင့်ပါနောက်နံပါတ်5ချိန်တွေကတော့ when you are in trouble mind your emotion ဒုက္ခရောက်နေတဲ့အခါမှာပြဿနာတစ်ခုခုနဲ့ကြုံနေတဲ့အခါမှာသင်စိတ်ခံစားချက်ကိုဂရုစိုက်ပါပြဿနာတစ်ခုခုနဲ့ကြုံလာတဲ့အခါမှာစိတ်ခံစားချက်တွေပေါ့ဆိုရင်ပူပန်တာတွေလည်းဖြစ်နိုင်တယ်မျိုးစုံပေါ့ကြောက်ရွံ့တာတွေတောကဖြစ်နေတာတွေအဲ့လိုစိတ်ခံစားမှုအခြေအနေတွေကကျမတို့ရဲ့စဉ်းစားတွေးခေါ်ဉာဏ်ကိုဖုံးလွှမ်းသွားစေပါတယ်ဒီအချိန်မှာစိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်မှသာကျမတို့ကပြဿနာကိုရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဒီလိုအခြေအနေကိုရင်ဆိုင်နိုင်ဖို့အတွက်ဘယ်လိုလက်တွေ့လှုပ်ဆောင်မလဲချရေးပါကိုယ်စိတ်ထဲကရှုပ်ထွေးနေတဲ့အတွေးတွေခံစားချက်တွေရင်ဆိုင်နေရတဲ့ပြဿနာတွေကိုစာရွက်ပေါ်အကုန်ချရေးလိုက်ပါဒီလိုချရေးလိုက်တဲ့အခါကျတော့ကျမတို့ကပြဿနာရဲ့အရင်းမြစ်ကိုသိသွားပြီးစိတ်ထဲလည်းပေါ့ပါသွားပြီးအဲ့ဒီအခြေအနေကနေအသေးစားပြဿနာလေးတွေခွဲထုတ်ဖို့လိုအပ်ပါတယ်ဘလောက်ပဲကြီးမားတဲ့ပြဿနာမဆိုဖြေရှင်းနိုင်မဲ့အသေးစားအဆင့်လေးတွေလုံနိုင်တဲ့အဆင့်တိတိလေးတွေခွဲထုတ်ဖို့လိုအပ်ပါတယ်နောက်တစ်နည်းကအကူအညီတောင်းပါကိုအားကိုယုံကြည်ရတဲ့မိသားစုပဲဖြစ်ဖြစ်တငယ်ချင်းတွေမိတ်ဆွေတွေရှိကိုရင်ဖွင့်ပါလိုအပ်ခဲ့တဲ့ဆိုရင်လိုအပ်တယ်လို့အကူအညီတောင်းပါနောက်6ခုမြောက်အခြေအနေကတော့ when God start blessing you mind your ego တိုက်ရိုက်ပါရပြန်နေဆိုရင်တော့ဘုရားသခင်ကကောင်းချီးပေးတဲ့အခါမှာသင်ရဲ့အတ္တတွေကိုဂရုစိုက်ပါကျမတို့တွေကအောင်မြင်လာတဲ့အခါမှာချမ်းသာလာတဲ့အခါမှာပြည့်စုံကြွယ်ဝလာတဲ့အခါကျရင်လူတိုင်းဒီပါဟာမောက်မာတဲ့စိတ် ego ဝင်လာတတ်ပါတယ်ဒီ ego ဟာကိုဆက်ပြီးတော့မှရရှိစေမဲ့ blessing တွေကိုပိတ်ပင်တားဆီးနေပါတယ်ဒါကြောင့်မို့ကျမတို့တွေကကိုယ်အစဉ်ပြေနေတဲ့အချိန်အောင်မြင်လာတဲ့ချမ်းသာလာတဲ့အချိန်တွေမှာဘလို့လက်သက်လှုပ်ဆောင်တဲ့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့မှပြန်လည်မျှဝေပါကိုရလာတဲ့ blessing တွေကိုလည်းသူများတွေကိုပြန်လည်မျှဝေပါ sharing ပြန်လုပ်ပါနှိမ်ချမှုကိုလေ့ကျင့်ပါကိုတည်ထားတာကိုရထားတာတွေကိုဂုဏ်ယူဝင့်ကြွားခြင်းမပြုဘဲနဲ့နှိမ်ချတတ်ပါစေနောက်တနည်းကအကြောင်းရင်းကိုအမြဲတမ်းသတိရပါဒီလိုမျိုးအောင်မြင်မှုကိုရရှိစေဖို့အတွက်တခြားသူတွေရဲ့အကူအညီကိုယ့်ရဲ့ကျေးဇူးရှင်တွေကိုပြန်လည်ပြီးတော့မှကျေးဇူးတုံ့ပြန်ပါကိုယ့်ရဲ့ဘာသာတရားအလိုက်ယုံကြည်ရအလိုက်ဥမာဘုရားဆိုရင်ဘုရားရဲ့ကျေးဇူးတော်တွေကျမတို့ဗုဒ္ဓဘာသာတွေဆိုရင်လည်းဒါယနာသုံးပါးရဲ့ကျေးဇူးတွေအနန္တောအနန္တ၅ပါးရဲ့ကျေးဇူးတွေ
ဒီဟာတွေကိုအောက်မေ့တတိယပြီးတော့မှကျေးဇူးတင်တတ်ဖို့လိုအပ်ပါတယ်ဒီနည်းအားဖြင့် ego ငါလုံးလို့ငါရတာမဟုတ်ဘူးဒီလိုနောက်ကနေပံ့ပိုးပေးမဲ့ကျေးဇူးရှင်တွေကုညီပံ့ပိုးတဲ့အခြားသူတွေရဲ့အကူအညီတွေကိုတတိယဖို့လိုအပ်ပါတယ်နှစ်ချုပ်အနေနဲ့ကတော့ဒီလိုအခြေအနေ6ခုဖြစ်လာပြီးဆိုလို့ရှိရင်အဓိကတော့ချက်က mind ဆိုတဲ့စကားလုံးပါပဲတတိထားပါတတိကပ်ပါဂရုစိုက်ပါလို့ဆိုလိုတာပါဘဝရဲ့အခြေအနေတိုင်းမှာကိုယ်နဲ့အတူယူသွားနိုင်တဲ့လက်နဲ့ဆိုလည်းမမှားပါဘူးဒီဗီဒီယိုကိုကြည့်ပြီးတဲ့သူတိုင်းဒီအချက်တွေထဲကနေကိုအားနည်းနေတဲ့ဘဲအချက်ကိုဒီနေ့ကစပြီးတော့မှလက်တွေ့အသုံးချကြည့်ဖို့မိမိကိုယ်ကို challenge လုပ်လိုက်ပါဘဝဆိုတာသတိထားရဖို့လိုပါတယ်သတိထားပြီးတော့မှနေထိုင်တတ်တဲ့သူကဘဝကိုအောင်မြင်စွာဖြတ်သန်းနိုင်မှာပါဒီဗီဒီယိုလေးကနေကိုယ့်အတွက်အကျိုးတက်ဆုံးတရားရရှိမယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဒီလိုအသုံးဝင်တဲ့ဗီဒီယိုတွေအတွက်ကျွန်မရဲ့ channel လေးကို like and subscribe follow လုပ်ထားဖို့မမေ့နဲ့နော်ဒီချိန်ထိအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုထူပဲကျေးဇူးတင်ရှိပါတယ် bye for now see you next video